Hello，各位观众朋友们，大家好，欢迎来到小小王国。အားလုံးပဲမင်္ဂလာပါလက်ထက်အဖိုင်ကနေကြိုဆိုပါရစေ这里是每日中文系列ကျွန်တော်တို့အခုနေ့စဉ်တရုတ်ဘာသာကိုလေ့လာရမှာဖြစ်ပါတယ်今天要学的成语是一举两得ဒီနေ့လေ့လာရမယ်တရုတ်စာလေးကတော့一举两得ဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့张全张老师ပါဟုတ်ပြီဟိုဆိုကျွန်တော်တို့သင်ခန်းစာလေးစားလိုက်ပါမယ်ဒီရက်一举两得ဆိုတာဘာလဲ一举两得ဆိုတာတရုတ်လိုရှင်းပြရမယ်ဆိုလို့ရှိရင်做一件事得到两个好处အလုပ်တစ်ခုကိုလုပ်လိုက်လို့ရှိရင်အကျိုးအမြတ်နှစ်ခုရတယ်ပေါ့မြန်မာလိုဆိုလို့ရှိရင်တော့အတိတ်ပဲဟိုဟာနဲ့ဆင်ပါတယ်တစ်ချက်ခုတ်နှစ်ချက်ပြက်နဲ့ဆင်ပါတယ် to kill two birds with one stone ဒါကတော့သူရဲ့အင်္ဂလိပ်ဘာသာပြန်လေးပဲဖြစ်ပါတယ်ဟုတ်ပြီအမို့ဆိုကျွန်တော်တို့一举两得လေးကိုနေ့စဉ်စကားပြောတဲ့နေရာမှာဘယ်လိုသုံးရလဲဆိုတာဥပမာနဲ့တော့ကြည့်လိုက်ရအောင်ဒီမှာဆိုရင်ကျွန်တော်တရုတ်လိုအရင်ရှင်းပြရပါမယ်我每天走路去上班，既锻炼身体，又节省车费，真是一举两得。第二下嘞，我觉得မြန်မာလိုရှင်းပြပါမယ်။我每天走路，ကျွန်တော်နေ့စဉ်လမ်းလျှောက်တာ去上班အလုပ်သွားလုပ်တာကျွန်တော်နေ့စဉ်လမ်းလျှောက်ပြီးအလုပ်သွားလုပ်တာ既锻炼身体既ဆိုတာလဲပဲဆိုတာအဓိပ္ပာယ်ခန္ဓာကိုယ်လေ့ကျင့်ပြီးသားလည်းဖြစ်တယ်节省车费ကားဟာလည်းတက်တာတယ်ပေါ့真是一举两得တကယ်ကိုတစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲဟုတ်ပြီနော်နေ့စဉ်လမ်းလျှောက်ပြီးတော့မှအလုပ်သွားလုပ်တာကခန္ဓာကိုယ်ကိုလေ့ကျင့်ပြီးသားလည်းဖြစ်တယ်ကားခါလည်းတက်တာတယ်ပေါ့လမ်းလျှောက်လိုက်တာနဲ့အကျိုးမြတ်နှစ်ခုလုံးကိုရတာပဲဖြစ်ပါတယ်အောက်မှာနောက်ဥပမာလေးတစ်ကြောင်းရှိသေးတယ်学中文还能了解中国文化真是一举两得学中文တရုတ်စာလေ့လာတာ还能了解中国文化တရုတ်စာလေ့လာရင်းနဲ့တရုတ်ယဉ်ကျေးမှုတွေကိုလည်းသိရှိရခြင်းဟာ真是一举两得တကယ်ကိုတစ်ချက်ခုနှစ်ချက်ပြပါပဲဒီဟာလေးကတော့ကျွန်တော်တို့ရဲ့ဥပမာနှစ်ခုဟုတ်ပြီ一举两得ကိုဘာကြီးချက်နဲ့သုံးတယ်လဲဆိုတာကျွန်တော်တို့ဘယ်ဘက်ကစာလေးကိုကြည့်ကြည့်လိုက်ပါမယ်ဒီကဟာ一举两得ကိုပုံမှန်အားဖြင့်ဆိုလို့ရှိရင်ပေါ့တောကျင့်于劝学规划决策类语境中ပုံမှန်အားဖြင့်ဆိုလို့ရှိရင် suggestion ပေးတာ plan ချတာဆုံးဖြတ်ချက်ချတယ်ဟောကြားတွေမှာအသုံးများလေးရှိတယ်ညာဘက်မှာဆိုလို့ရှိရင်လောက်စကမြန်မာနိုင်ငံရဲ့နဲ့ပတ်သက်ပြီးတော့မှဥပမာလေးသုံးထားပါတယ်去寺庙礼佛即修心又交朋友ဘုန်းကြီးကျောင်းသွားပြီးတော့မှဖျားရှိခိုးခြင်းဟာကြည်修心ကိုယ်စိတ်ခန္ဓာတန်းစင်ပြီးသားလည်းဖြစ်တယ်ရုပ်交朋友တငယ်ချင်းကိုလည်းရတယ်ပေါ့ဒီကဟာလည်းတစ်ချက်ခုံးနှစ်ချက်ပြက်一举两得ပါပဲ一举两得နဲ့ပတ်သက်တဲ့ဥပမာလေးပါပဲဟုတ်ပြီဟုတ်ပြီပေါ့အမှဆိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဆိုရင်ဘယ်ကိစ္စတွေဟာ一举两得တစ်ချက်ခုံးနှစ်ချက်ပြက်ဖြစ်တယ်လဲပေါ့အောက်က comment မှာကျွန်တော်တို့ကို share ပြီးတော့မှပြောပြလို့ရပါတယ်ဒီနေ့တင်သွားတဲ့ဒီဥစ္စာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ရှင်းပြသွားတာကတော့ဒီလောက်ပါပဲအားလုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ချမ်းတော်စပါနောက်ဗီဒီယိုမှာပြန်တွေ့ဖို့မျှော်လင့်ပါတယ်